皆さんこんにちは。Violet ဖြစ်ပါတယ်။最近どうですかね။အခုတလောဘယ်လိုလဲပေါ့နော်။ပတ်စံမရှိကြအောင်မလား။အဲ့တော့ပတ်စံလည်းသိမရှိဘူး။ဂျပန်စာ level ကလည်း N4 N3 အဆင့်လောက်ဖြစ်နေမယ်ပေါ့နော်။ဆိုတော့ဂျပန်အောင်လည်းမြင်မြန်ဆန်ဆန်ကျောင်းသွားတက်ချင်နေဆိုလို့ရှိရင်အမြန်ဆုံးရောက်နိုင်မဲ့ scholar တခုရှိပါတယ်။はいバスコラလဲဆိုလို့ရှိရင်သတင်းစာ scholar ဖြစ်ပါတယ်။新聞奨学金ဆိုပြီးတော့မှခေါ်တယ်ပေါ့နော်။ဆိုတော့သတင်းစာ scholar ဖြစ်တဲ့အတွက်ကြောင့်မလို့သတင်းစာပို့တဲ့အလုပ်ပေါ့နော်။新聞配達ဆိုတဲ့သတင်းစာပို့တဲ့အလုပ်ကိုလုပ်ရမှာဖြစ်ပါတယ်။အဲ့တော့သတင်းစာပို့တဲ့အလုပ်ကိုလုပ်ပြီးတော့ကိုယ့်ရဲ့ကျောင်းလာကကိုကုမ္ပဏီကနေပြီးတော့မှထောက်ပံ့ပေးတယ်ဆိုတဲ့ scholar ဖြစ်ပါတယ်။ဆိုတော့ကျောင်းလာကထောက်ပံ့ပေးရဆိုပြီးတော့သတင်းစာပို့တဲ့အလုပ်ကိုကိုကအလကားလုပ်ပေးရတာမဟုတ်ပဲねသတင်းစာပို့ပေးတဲ့အတွက်ကြောင့်မလို့လာစဉ်လာစာလေးရတယ်ပေါ့နော်ဆိုတော့အကြီးဆုံးကုမ္ပဏီတွေကယိုမီယူရီသတင်းစာတိုက်ရမိုင်းနီချီသတင်းစာတိုက်ရပြီးရင်အာဆာဟီသတင်းစာတိုက်ရ၃မျိုးရှိတယ်ပေါ့နော်ဒါပေမဲ့မြန်မာနိုင်ငံမှာအများဆုံးခေါ်တာကတော့အာဆာဟီသတင်းစာနဲ့ယိုမီယူရီသတင်းစာကနေပြီးတော့မှ scholar တွေအများဆုံးပေးပါတယ်ဆိုတော့ဒီသတင်းစာ scholar ကိုရှောက်လို့ရှိလို့ရှိရင်ကိုဘာတွေထောက်ပံ့ပေးမှလဲဆိုတဲ့ဥစ္စာနဲ့ပတ်သက်ပြီးတော့အရင်ပြောပါမယ်ဘာတွေထောက်ပံ့ပေးလဲဆိုလို့ရှိရင်အရင်ဆုံးတော့အလုပ်လုပ်ပေးရတဲ့အတွက်ကြောင့်မလို့လစာရတယ်ဆိုတဲ့ဥစ္စာတခုပေါ့နော်ပြီးရင်ခုနကပြောတဲ့ကျောင်းလာကထောက်ပံ့ပေးတယ်ဆိုတဲ့ဥစ္စာပါအဲ့ဒါဘေးကျောင်းလာကကိုထောက်ပံ့ပေးတာလဲဆိုလို့ရှိရင်မြန်မာနိုင်ငံကနေခုလက်တလောသွားနေတဲ့ language school လမ်းကြောင်းကိုပဲပေါ့နော် language school လမ်းကြောင်းကိုသွားဖို့လို့အတွက်သတင်းစာ scholar နဲ့သွားတယ်အဲ့လိုမျိုးပုံစံပေါ့နော်အဲ့ဒီလမ်းကြောင်းအတွက်သတင်းစာ scholar ပေးတဲ့ကုမ္ပဏီကနေပြီးတော့ language school အတွက်ပတ်စံထောက်ပံ့ပေးပါတယ်ကဲကွာ April intake မှာသွားတယ်ဆိုလို့ရှိရင်2နှစ်စာထောက်ပံ့ပေးမယ်။ October intake မှာသွားတယ်ဆိုလို့ရှိရင်တစ်နှစ်နဲ့တစ်နှစ်ခွဲစာထောက်ပံ့ပေးတယ်ဆိုတဲ့အဓိပ္ပာယ်ပါ။တစ်နှစ်မှာ2ကြိမ်ခေါ်တယ်ပေါ့နော်။4လပိုင်း intake နဲ့10လပိုင်း intake ကိုခေါ်တယ်ပေါ့။အရင်တော့ကတော့4လပိုင်း intake ကိုပဲအဲ့ဒီ scholar ပေးပါတယ်။အခုနောက်ပိုင်းတော့ October intake ကိုပေးလာတယ်ဆိုတာဒီလေရှိနေပေါ့နော်။9လပိုင်းကတော့ခေါ်တယ်မကြားပါဘူး။ကိုယ့်ကိုတစ်ချက်စုံစမ်းကြည့်ရတော့ပို့ပြီးတော့သိရမယ်ပေါ့နော်။အဲ့ဒီတစ်ချက်ကတော့ဆိုတော့အဲ့ဒီ language school အကုန်လုံးရဲ့ကျောင်းစရိတ်ကိုထောက်ပံ့ပေးပါတယ်ပြီးရင်နေစရာပေါ့နော်တချို့ scholar ကတော့နေစရာအိမ်လခကိုပါထောက်ပံ့ပေးတယ်လို့ကြားဘူးတယ်တချို့ကတော့မထောက်ပံ့ပေးဘူးကိုယ့်ရဲ့လစာတွေကနေပြန်ဖြတ်ပါတယ်နောက်တစ်ခုကကျတော့ရေဘိုးမီးဘိုးပေါ့နော်ဒီမီတာကတွေပါတယ်ဆိုလို့ရှိရင်တချို့ကထောက်ပံ့ပေးတယ်များသောအားဖြင့်တော့မထောက်ပံ့ပေးဘူးဆိုတော့ကိုယ့်ရဲ့လစာတွေကနေပြန်ဖြတ်မယ်ပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်ဆိုတော့အဓိကထောက်ပံ့ပေးတာတော့အဲ့လိုပဲပေါ့နော်တချို့ဟာတော့ချွင်းချက်တွေပါနေတော့ရှိပါတယ်နောက်တစ်ခုကဘယ်လိုထောက်ပံ့ပေးလဲဆိုလို့ရှိရင်တထေးပေါ်မှာမူတည်ပြီးတော့ကိုပြောင်းသွားတဲ့အိမ်ပေါ့နော်ကိုပြောင်းသွားတဲ့အိမ်ရဲ့ facility အပြည့်စုံထောက်ပံ့ပေးတယ်ပေါ့အဲ့လိုမျိုးများသောအားဖြင့်ကတော့ facility အပြည့်စုံထောက်ပံ့ပေးတာများပါတယ်ဘာလို့လဲဆိုတော့ရောက်လာခြင်း scholar ရှောက်တယ်ဆိုတာကွာကုန်ကြစရိတ်နည်းခြင်းလို့ကုန်ကြစရိတ်သုံးဖို့လို့တော့မရှိလို့ရှောက်တာဖြစ်တဲ့အတွက်ရောက်လာပြီးအစားဆုံးဝယ်နေရမယ်ဆိုသိမဟုတ်သေးဘူးပေါ့နော်ဆိုတော့အဲ့လိုပုံစံနဲ့ထောက်ပံ့ပေးတာဖြစ်ပါတယ်ဆိုတော့တော်တော်မိုက်တယ်ပေါ့နော်ဆိုတော့သတင်းစာ scholar ရှောက်ဖို့လို့အတွက်ဘာတွေလိုအပ်လဲဆိုပြီးတော့ခုစဉ်းစားနေကြမှာပေါ့နော်အဲ့တော့ဒီလိုအပ်ချက်လေးတွေကိုပြောပါမယ်ဟိုအစမှာပြောသားသလိုပဲဂျပန်စာ level ကနေစပြီးတော့ပြောချင်ပါတယ် N4 N3 level လောက်ရှိဖို့လိုပါတယ် N4 လောက်ဆိုလို့ရှိရင်တော့ရှောက်လို့ရပြီတကယ်တော့ဒါပေမဲ့အခုလက်တလောဂျပန်စာသင်တဲ့ဈေးကွက်လို့ပဲပြောရမလားနော်အဲ့ဒီအခြေအနေတွေက N4 level အောင်နာတယ်ဆိုပေမဲ့တော်တော်များများ N4 level နဲ့တက်မြောက်မနေကြတာတွေအများကြီးပဲတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေဖြစ်နေမယ်ဆိုလို့ရှိရင်အပေခံရတာမျိုးဖြစ်နိုင်တာဖြစ်တဲ့အတွက် N3 level လောက်မှပဲလက်ခံနေဆိုပြီးတော့သတ်မှတ်ကြတာတွေလည်းရှိတယ်အားကြောင့်မလို့ N4 N3 level လောက်ရောက်နေပြီဆိုလို့ရှိရင်တော့ရှောက်လို့ကောင်းတယ်ပေါ့နော်ဆိုတော့ N4 N3 level ရောက်နေပြီးတော့စကားပြောလေးရှာထားတဲ့နေပေါ့ဘာကြောင့်လဲဆိုတော့ကိုကရသုံးပြီးလောက်ရတယ်ဆိုရင်တို့ကသင်ပေးတဲ့အခါမှာဂျပန်လိုပြောတဲ့အတွက်ကြောင့်အဲ့ဒါကိုနားလည်နေရမယ်ပေါ့နော်ပြီး interview ဖြေတဲ့အချိန်မှာလည်းကိုယ့်ရဲ့ image ကိုသေချာပြသနိုင်ရမယ်ပေါ့ဆိုတော့ဂျပန်သား level N4 N3 လောက်ရောက်တယ်ဆိုလို့ရှိရင်ရှောက်လို့ရပြီနောက်တစ်ချက်ငွေကြေးလိုအပ်ချက်ပေါ့နော်ငွေကြေးလိုအပ်ချက်ကတော့ scholar ဆိုငွေကြေးလိုအပ်ချက်ကတော့အဲ့လောက်တော့မလိုဒါပေမဲ့ကိုယ့်ဘက်ကစထွက်တဲ့အခါကျရင် agency ကိုပေးရတဲ့ပတ်စံပြီးရင်လေရင်လက်မှတ်ပေါ့နော်ပြီးရင် notary ပြန်လာတို့ပါတော့အဲ့ခါတွေရှိတယ်ကဲပြီးကိုကသွားလို့ကိုဖုန်းကဂျပန်ကိုအဆင်မပြေတဲ့ဖုန်းဆိုရင်ဖုန်းဝယ်ရတာအဲ့လိုမျိုးတခြားဘာကြီးကကုန်မဲ့ဥစ္စာတွေပေါ့နော်အဲ့ဒီအတွက်ပတ်စံတော့ရှိဖို့လိုတယ်မှန်းချင်သိန်း100ကျော်ဝန်းကျင်လောက်ရှိမယ်ဆိုလို့ရှိရင်ပို့အဆင်ပြေတယ်ပေါ့နော်ဘာလို့ဆိုသင်တန်းတက်ပါတက်ကြီးတွေပါထည့်တွက်လိုက်မယ်ဆိုလို့ရှိရင်
အလောက်တော့ရှိဖို့လိုတယ် scholar ဆိုပေမဲ့ပေါ့နော်အဲ့တော့ပုံမှန် language school တမသွားမယ်ဆိုလို့ရှိရင်3600ဝန်းကျင်လောက်ရှိရမှာ哦ဆိုတော့သတင်းစာ scholar နဲ့ဆိုရင်100ဝန်းကျင်လောက်ပေါ့နော်အခုဒါဒီဗီဒီယိုရိုက်တဲ့ချိန်ရဲ့ငွေဈေးတွေပါနေနဲ့ချိန်ကြည့်မယ်ဆိုလို့ရှိရင်100ကျော်ဝန်းကျင်150အဲ့လောက်အတွင်းမှာရှိနေတာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဆိုတော့နောက်အချိန်တွေမှာဘယ်လိုမျိုးငွေကြေးပမာဏပေါ့နော်ဈေးကြတာဈေးတက်တာရှိမယ်ဆိုရင်တော့လေချိန်ကြည့်ရမှာပေါ့နော်ဆိုတော့ခုလက်ရှိမှာတော့100ကျော်ဝန်းကျင်လောက်ရှိမယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်ငွေကြေးလိုအပ်ချက်အနေနဲ့ရတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့ license ပေါ့သတင်းစာပို့တာကစိုက်ကယ်နဲ့ပို့ရတာများတယ်ပေါ့နော်စိုက်ကယ်နဲ့ပဲပို့ရတာပါအဲ့တော့အဲ့ဒီအတွက်ကြောင့်မလို့စိုက်ကယ် license ရှိဖို့လိုတယ်စိုက်ကယ်စီးတတ်ဖို့လိုတယ်စပိန်လည်းစီးတတ်ဖို့လိုတယ်တကယ်တော့အဲ့တော့စပိန်စီးတတ်ဖို့ဘာလို့လိုလဲပြီးမှပြပြမယ်ပေါ့နော်အဲ့တော့စိုက်ကယ် license ရှိဖို့လိုတယ်စိုက်ကယ် license များမရှိရလို့ကား license ရှိမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်ကားနဲ့ပို့ပိုင်းတာတော့မဟုတ်ပေမဲ့ကားမောင်း license ကနေပြီးတော့ဒီသူတို့စီရောက်တဲ့ခါကျရင် cycle license အတွက်ဖြည့်ဖို့ဆိုရင်ပို့ပြီးတော့လွယ်တယ်ပေါ့နော်ဆိုတော့တခုခုမောင်းတတ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့အဲ့လိုမျိုးရှိဖို့လိုပါတယ်ဟဲ့နောက်တစ်ခုကကျတော့ပညာရေးချင်းပေါ့နော်ကိုယ့်ရဲ့လက်ရှိပညာရေးချင်းကတော့အနည်းဆုံး10တန်းအောင်ရမယ်ပေါ့နော်10တန်းဆိုတာလည်းအထက်တန်းအောင်ရမယ်လို့ဆိုလိုတာပါအဲ့တော့အထက်တန်းကမြန်မာနိုင်ငံမှာ10တန်းမှမဟုတ်တခြားဟာတွေလည်းရှိတယ်ပေါ့နော် GED IGCSE အဲ့လိုတွေလည်းရှိနေတာဖြစ်တဲ့အတွက်အဲ့ဒါအောင်ရမယ်16နှစ်ဖြစ်ရမယ်ပေါ့နော်ဆိုတော့နောက်တစ်ခုအသက်အရွယ်အနေနဲ့ပြောရရင်တော့ဒီsession ဥမာထားပါတော့ session နဲ့19နှစ်လောက်နဲ့အဲ့လိုမျိုး interview ဝင်ဖြေပြီးဒီကိုအဲ့ဒီသတင်းစာ scholar ရပြီးရောက်လာတဲ့လူတွေအများကြီးပဲရှိတယ်ဒါပေမဲ့တခုရှိတာကွာအစစကြီးကတို့ကချိန်ပြီးကြည့်တယ်ဥမာအသက်က session နှစ်အရန်ပိန်ပါပါလေးဖြစ်နေပြီးတော့သိရမလားကျမ်းမာရေးမကောင်းသလိုလိုအဲ့လိုမျိုးပေါ့နော်သူတို့အမြင်ပါပေါ့နော်အဲ့လိုမျိုးဖြစ်နေမယ်ဆိုလို့ရှိရင် interview မှာအောင်နိုင်ဆိုတော့ကိုယ့်ရဲ့ကိုယ်ကာယကလည်းအဲ့လိုမျိုးပေါ့နော်ဖြစ်နေပိုကောင်းတယ်ပေါ့ပြောရမယ်ဆိုရင်အဲ့လိုကျမ်းမာရေးကောင်းတဲ့ပုံပေါက်နေရမယ်အဓိကအပြင်နောက်တစ်ခုသတင်းစာ scholar အရင်တော့ main ကလေးတွေတိတ်မခေါ်ဘူးပေါ့နော်အခုတော့ main ကလေးတွေလည်းခေါ်တယ်အဲ့တော့နောက်တစ်ခုရှိရခုနကပြောခဲ့တဲ့စပိန်စီးတတ်ဖို့လိုတယ်ဆိုတဲ့ဥစ္စာလေးကိုပြန်ပြောမယ်ပေါ့နော်စပိန်စီးတတ်ဖို့လိုရတဲ့အကြောင်းရင်းကဘာလဲဆိုတော့ကိုက scholar ရှောက်တဲ့ခါမှာ scholar ကတပြည်လုံးကမြို့အကုန်လုံးပါတယ်ပေါ့နော်ပါတဲ့ခါကျတော့များသောအားဖြင့်တိုကျိုအိုဆာကာခိုဘေပြီးသွားလို့ရှိရင်ဖူကူအိုကာကီတာကျူရှူအဲ့လိုမျိုးကြီးတွေကိုပို့ပြီးတော့ပါတယ်ပေါ့နော်ပါတယ်ဆိုပေမဲ့တိုကျိုကလွဲလို့ကျန်တဲ့နေရာတွေနေလိုမျိုးဘက်တွေရောက်သွားတယ်ဆိုလို့ရှိရင်စပိန်စီးတတ်တာပိုကောင်းတယ်အဲ့တော့ကိုကကြောင်းသွားမယ်ပါညာဆိုရင်ဘတ်စကားနဲ့သွားရတဲ့မျိုးတွေရှိမယ်ဆိုရင်ဘတ်စကားကမကုန်အောင်စပိန်နဲ့သွားလို့ရတာမျိုးပေါ့နော်အဲ့လိုမျိုးအတွက်ကြောင့်မလို့စပိန်စီးတတ်ဖို့လိုတယ်ပေါ့နော်နောက်တစ်ချက်ကကျတော့ကို့မှာက license တွေရှိမယ်ဆိုရင်ဂျပန်သားလည်းအဆင်ပြေတယ်ဆိုရင်ဂျပန်မှာ cycle license ရှောက်တဲ့ခါကျရင်လွယ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ cycle license ရှောက်လို့အဲ့လိုမျိုးပေါ့နော်မအောင်တာတို့ဘာလို့ဖြစ်တယ်ဆိုရင်အဲ့ကြားထဲမှာခဏစောင့်လိုက်ရတဲ့အချိန်တွေမှာနေရာတွေပိုင်းလိုက်ပြပေးတာမျိုးသူတို့ကလုပ်အောင်အဲ့ချိန်မှာကိုက cycle စီးဝင်မရှိသေးဘူးဆိုလို့ရှိရင်စပိန်နဲ့သွားရမယ်အဲ့လိုမျိုးလိုအပ်ချက်ကြောင့်လိုရမယ်ရစပိန်စီးတတ်တာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဆိုတော့အဲ့ဒါစပိန်ဘာလို့စီးတတ်တယ်လဲဆိုတော့ဟာပါဆိုတော့နောက်တစ်ပိုင်းအနေနဲ့သတင်းစာ scholar ရဲ့လုံပုံလုံနည်းပေါ့နော်ဘယ်လိုမျိုးတွေသွားတာလဲပေါ့နော်သတင်းစာ scholar live ကဘယ်လိုဖြစ်မှာလဲဆိုပြီးပြောရင်လည်းကောင်းကျိုးဆိုးကျိုးလေးတွေပါတခါတည်းထည့်ပြောသွားမယ်ပေါ့နော်အဲ့တော့သတင်းစာ scholar ကတစ်ပတ်မှာ6ရက်လောက်ရတယ်တစ်ရက်9ရက်ရှိတယ်တစ်နေ့မှာ2ချိန်လောက်ရပါတယ်သူရဲ့ပုံမှန်ပုံစံอ่ะပေါ့နော်အဲ့မှာ trainချက်ဆိုတာအရာတိုင်းမှာရှိတာဖြစ်တဲ့အတွက် trainချက်ဒီနောက်ပိုင်းညရင်ဆက်ပြီးတော့ပြောသွားပါမယ်အဲ့တော့ပုံမှန်ပြည်တစ်နေ့ကို2ချိန်လောက်ရတယ်ပေါ့နော်မနေ့ပုံမှန်မှန်မှာမနေ့1နာရီကနေပြီး4နာရီဝန်းကျင်လောက်ပေါ့ပြောရရင်2နာရီကနေပြီးတော့4နာရီကျော်ဝန်းကျင်လောက်ထိလည်းဖြစ်တယ်ဒါကစိုင်ပေါ်မူတည်ပြီးတော့သတင်းစာစိုင်ပေါ်မူတည်ပြီးတော့သတင်းစာကားလာတဲ့အချိန်မှာကိုကရောက်တော့အားမှာပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့အချိန်ကအဲ့လိုမျိုးမနေ့1နာရီမနေ့2နာရီအဲ့လိုအချိန်ကနေစတယ်ဆိုတာကိုတော့သိထားရမယ်ပေါ့နော်ပြီးရင်ညနေပိုင်းကလည်းအဲ့လိုပဲ2နာရီလောက်ကနေ4ခွဲလောက်အချိန်ပေါ့နော်အဲ့လောက်အချိန်မျိုးတွေလောက်ရပါတယ်အဲ့တော့တနေ့မှာ2ချိန်လောက်ရတယ်တနေ့မှာ2ချိန်လောက်ရတော့လူ8ချိန်တွေပါလောက်ရတာဖြစ်တဲ့အတွက်ကြောင့်ထောက်ပံ့ကြေးပေးရမျိုးတွေရှိတယ်အဲ့ဒါကောင်းတဲ့တစ်ချက်ပေါ့နော်ပြီးရင်နောက်ထပ်ကောင်းတဲ့တစ်ချက်ကအရှိမပြောခဲ့သလိုပဲကိုယ့်ရဲ့ကျောင်းလာကအပြည့်ပေါ့နော်တရားရနှုန်းကျောင်းလာကတတ်တာတယ်ပေါ့ဆိုတော့အဲ့ဒါလည်းကောင်းတဲ့တစ်ချက်ပေါ့နော်ပြီးွားရင်ကိုကဆိုင်ရလူတွေပေါ့နော်ဆိုင်ရလူတွေဆိုတာကကျော်ရှိပေါ့အထက်လူကြီးပေါ့နော်အထက်လူကြီးနဲ့ပနန်တဲ့နေရေးဆိုလို့ရှိရင်ကိုက language school ပြီးသွားလို့ဆင်မွန်ကပ်ကိုဒါအောင်လို့ရှိရင်တိုင်းကပ်ကိုဆက်သွားမယ်ဆိုရင်အဲ့ဒီအတွက် scholar ထပ်လျှောက်လို့ရတယ်။ကွန်ပျူတာ scholar ပြီးရဲဆိုလို့ရှိရင်
ကိုယ့်ရဲ့အကြောင်းလားကလည်းထပ်ပြီးတော့တတ်တာမယ်ဒါကောင်းတဲ့တစ်ချက်ပေါ့နော်ဆိုတော့ခုနကပြောလိုက်တဲ့အချိန်တစ်ချိန်လောက်ရတယ်ဆိုတော့စိုးတဲ့ဟာတွေကလည်းအဲ့မှာပေါ်လာပြီပေါ့နော်အဲ့ချိန်ကြောင်ပြန်ဖြစ်ပြီပေါ့နော်ဆိုတော့သူများအိတ်နေတဲ့အချိန်မှာကိုလှုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့သူများလှုပ်နေတဲ့အချိန်ကိုပြန်အိတ်ရမယ်လीနော်ဆိုတော့အဲ့လိုမျိုးအိတ်ချိန်ကမောက်ကမဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်ကနေသားမကြလို့ရှိလို့ရှိရင်တအားပင်ပန်းနေပေါ့နော်တော်တော်ကြီးကိုပင်ပန်းတာပါပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီဆိုကြတစ်ချက်ရှိတယ်အဲ့တော့အိတ်ချိန်ကမောက်ကမဖြစ်တဲ့အတွက်ကြောင့်မလို့ time management လုပ်ရတာလည်းအဲ့လိုပဲကြောင်ပြန်နေဖြစ်လာတာပေါ့နော်ဖြစ်လာတဲ့အတွက်ကြောင့်မလို့အဲ့ကြရင်စာလုပ်ဖို့အချိန်မရှိဘူးဒါကပင်ပန်းတာဖြစ်တဲ့အတွက်လူကတစ်ချိန်လုံးအိတ်ဖဲအိတ်ချိန်နေတယ်ဗျအဲ့လိုမျိုးဖြစ်လာတာမျိုးပေါ့နော်အတွက်ကြောင့်မလို့စာလုပ်ဖို့အချိန်မရှိဘူးပြောရရင်အဲ့တော့စာလုပ်ဖို့အချိန်မရှိတဲ့အတွက်စာအရင်ကလေးကကြာပြီးသားဆိုရင်တော့လုပ်ကြမလို့သိရမလားရောက်တော့မှလုပ်ရမယ်ဆိုလို့ရှိရင်တော့နည်းနည်းတော့ short ရှိတယ်ပေါ့နော်အဲ့ဒီပိုင်းอ่ะဆိုတော့ကိုယ်ဆက်ပြီးတော့စိတ်မုန်းကကိုသွားမယ်ဒါကြီးကကိုသွားမယ်ဆိုလို့ရှိရင်အမှ EGU စာမေးပွဲဖြေရတယ်လို့ပါပဲအဲ့ဒါတွေလုပ်ရမယ်ဆိုလို့ရှိရင်အဲ့စာမေးပွဲတွေဖြေဖို့လို့အတွက်စာလုံးမလုံနိုင်ဘူးပုံများတယ်ပေါ့နော်ဆိုတော့အပင်ပန်းခံပြီးတော့မှလုပ်ရမယ်အနေထားပေါ့တော်တော်တော့ပင်ပန်းပါတယ်ဘာလို့ဒီဥစ္စာအဲ့ဒါကိုပြောလဲဆိုတော့ violet ပတ်ဝန်းကျင်မှာအဲ့ဒါနဲ့သွားနေတဲ့အသည့်တွေအများကြီးပဲရှိတယ်ပေါ့နော်ဆိုတော့သူတို့တွေစီကနေတတန်နဲ့ထွက်လာတာအဲ့ဒါပဲဒါပင်ပန်းနေအဲ့လိုမျိုးပြောတာအဲ့တော့ violet လို့ပုံမှန်အလုပ်သွားပြီးတော့ပုံမှန်အိတ်ချိန်နဲ့ပုံမှန်ကြောင်းသွားချိန်နဲ့ရှိတဲ့သူတော်မှပင်ပန်းနေတာအိတ်ချိန်တွေရောပါတယ်အဲ့လိုဖြောင်းမြက်တွေဖြစ်ကုန်တဲ့သူတွေဆိုရင်ဘယ်လောက်တောင်ပင်ပန်းမလဲပေါ့နော်ဆိုတော့အဲ့ဒါကတော့မကောင်းတဲ့အချက်ပါဟိုက်စိုးချိုးတွေထဲမှာအဆိုးဆုံးဥစ္စာတစ်ခုရှိပါတယ်ရာသီဥတုတံဖြစ်ပါတယ်ရာသီဥတုတံပေါ့နော်အဲ့ဒီမနဲ့ဝီလီဝင်လင်းအဲ့ဒီအချိန်ဝီလီဝင်မလင်းပါဘူးအဲ့ဒီအများကြီးမနဲ့ကြီးပေါ့နော်အဲ့ဒီတစ်နာရီနှစ်နာရီလောက်အချိန်ကိုသွားပို့တဲ့အချိန်စောင်းတွင်းရလဲပြမိုးရလဲရွာအဲ့လိုမျိုးအချိန်တွေရှိတယ်ပေါ့နော်ရာသီဥတုတံတအားခံရပါတယ်ရာသီဥတုတံကမရောက်ခင်တော့ရာသီဥတုတံပဲကအနှွေးရဝင်တက်တာမှာပါဆိုထင်တာပေါ့နော်အဲ့လိုမဟုတ်ဘူးအနှွေးရဝင်တော့မတက်တာတဲ့အနေအထားတွေရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီအနှွေးတဲ့ကိစ္စအောင်အဲ့ဒါတွေဝယ်ရမှာတော့လို့ခြေထောက်ထဲကိုရေတွေစိမ့်နေတဲ့အတွက်ကြောင့်မလို့ကြောကတ်တာတော့အဲ့လိုမျိုးတွေဖြစ်တယ်ပြီးရင်ဒီဆိုင်ကယ်စီးကြီးလက်တွေအေးခဲသေးပြီးတော့အဲ့လိုမျိုးဖြစ်တဲ့ဒုက္ခတွေပေါ့နော်အဲ့ဒါတွေကတော့အဆိုးဆုံးပဲလို့ပြောရမယ်အေးလို့မထနိုင်တာနဲ့အဲ့လိုသွားတဲ့အဲ့ဒီမိုးရွာတဲ့သွားတာဒါအေးနေတဲ့အချိန်ဒီမျက်နှာကိုလေရိုက်တာအသားတွေဒီလိုအပေါ်မှာအရှိကုန်ပေါ့နော်ဒီရေပြားကွာလာတာအဲ့လိုမျိုးတွေပေါ့နော်မကောင်းတဲ့ချက်ကတော့အဲ့ဒါတွေဖြစ်တယ်ပေါ့ပြောရမယ်ဆိုလို့ရှိရင်ဖြစ်တယ်ပြီးတော့ဒီပိုးရတဲ့နေရာတွေကလည်းတိုက်တီတက်ရတယ်နော်တက်လီကရှိရင်တက်လီကလည်းတက်လီကမရှိရင်တိုက်ဆိုလေကနဲ့တက်ပေါ့နော်ဆိုတော့အဲ့ဒီဒုက္ခလေးတော့ရှိတယ်ပြောရရင်မကောင်းတဲ့ချက်တွေမှာဆိုအဲ့ဒါလေးရှိရာသီဥတုတံကတော့အဆိုးဆုံးပဲပြောရရင်ဆိုအဲ့ဒါတွေကိုကာဝယ်ဖို့အတွက်မဖလာဆိုလဲမဖလာတည်ရမလားဒီဆိုင်ကယ်အုပ်ထုပ်ဆိုလဲဆိုင်ကယ်အုပ်ထုပ်ကြောင့်မလို့ဒီနားတွေနာတာတို့ပေါ်နာတို့ရှိတယ်ခံရမှာအဲ့လိုမျိုးဟာတွေပေါ့နော်ဆိုတော့နားတွေအေးတာတော့အုပ်ဖို့လို့အဲ့လိုမျိုးဟာတွေပေါ့နော်အဲ့ပြဿနာလေးတွေတော့တော်တော်ရှိတယ်ပြောရမယ်ဆိုလို့ရှိရင်ဆိုရာသီဥတုတံအတွက်ကိုလည်းထည့်ပြီးတော့စဉ်းစားစေချင်ပါတယ်ဆိုကြပါတော့အဲ့ဒါတွေကတော့ဆိုတော့ပြီးပို့တဲ့နေရာတွေကလည်းဒါဂျပန်ကတော့ပေါ့နော်ဥမာ cemetery ပေါ့နော်တင်ကြိုင်းဆိုရင်လည်းတင်ကြိုင်းကအဲ့လိုမျိုးအနီးနားတွေမှာပဲရှိတာဖြစ်တဲ့အတွက်အဲ့ဒီကိုပို့ရတာတွေလည်းပါပါတယ်ပေါ့နော်ဒါကတော့ပြဿနာတော့တိတ်တော့မရှိပါဘူးဒါတော့အခြေအနေကိုပြောပြတာပေါ့နော်လက်တွေ့အခြေအနေကတော့အဲ့လိုရှိပါတယ်ဟဲ့နောက်တစ်ခုကကြတော့အဲ့မှာဘာရှိလဲဆိုလို့ရှိရင်ခုနအချိန်နှစ်ချိန်လောက်ရတယ်ပေါ့နော်ချိန်နှစ်ချိန်လောက်ရတယ်ဆိုရင်နေရာမှာချွင်းချက်ကရရတိုင်းမှာရှိတယ်လို့ဘာလို့ပြောခဲ့ပါတယ်တချို့ကကြတော့လေကုမ္ပဏီချင်းတွေပေါ်မှာဆိုင်ချင်းတွေပေါ်မှာမူတည်ပြီးတစ်ချိန်ပဲလောက်ခိုင်းတာတွေလည်းရှိတယ်အဲ့လိုတစ်ချိန်ပဲလောက်ခိုင်းတဲ့အခါကျရင်ပတ်စံနေဝနိုင်ချေရှိတယ်ဆိုတာကိုလည်းသိကြဖို့လိုတယ်ပေါ့နော်လာစားပတ်စံနေဝနိုင်ချေရှိတယ်ခုနပြောသလို73,000 14,000ဝေးချင်မဟုတ်တော့ပဲနဲ့8,000 9,000လောက်ဖြစ်သွားတာမျိုးပေါ့နော်နောက်တစ်ခုကတိုကျိုမှာနေတဲ့သူတွေတိုကျိုကိုစကောလာရသွားတယ်ပေါ့နော်တိုကျိုစကောလာရသွားပြီးတော့အင်္ဂလာကတွေဘာတွေလည်းမထောက်ပံ့ပေးဘူးဆိုလို့ရှိရင်ကိုလာစားတဲ့အင်္ဂလာကဖြတ်မယ်တိုကျိုသည်နေစရာဈေးကြီးတယ်စားစရာအလောက်မဟုတ်နေစရာဈေးကြီးတာဖြစ်တဲ့အတွက်4,000တို့5,000တို့အော်တိုပြုတ်တယ်ပေါ့နော်လာစဉ်အရင်နှမျိုးပို့ကောင်းတယ်လို့ပြောရတယ်ဆိုတော့အကယ်အဲ့လိုမဟုတ်ပဲနဲ့နေဘက်ပေါ့နော်ခုနကကီတာကီရှိုဖူကိုကအဲ့လိုမျိုးခိုးပေးလို့ပေါ့နော်ခိုးပေးတာတော့မဟုတ်တယ်အဲ့လိုနေဘက်ရောက်သွားတယ်ဆိုလို့ရှိရင်တော့အိမ်လာကဈေးသက်သာသွားနော်အိမ်လာကဈေးသက်သာသွားတဲ့ခါကျရင်1,000ကျော်တို့2,000ကျော်တို့အဲ့လောက်ပဲဖြတ်တာမျိုးရှိတယ်ဆိုတော့အဲ့ပုံမှာမူတည်ပြီးတော့ကိုယ့်ရဲ့
ပတ်စံစုနိုင်ဆိုတဲ့နေရာလဲကွာသွားလိမ့်မယ်ဆိုတော့အဲ့ဒီတစ်ခုကလည်းကိုယ့်အနေကို management လုပ်ရမယ်အပိုင်းပေါ့နော်သတင်းစာ scholar နဲ့တွားတယ်ဆိုရင်အဲ့တော့ခုနစာလုပ်လို့ရတာမရတာကတော့အရေးကြီးဆုံးလို့ထင်တယ်ပေါ့နော်ပြီးရင်ပတ်စံစုနိုင်တာမစုနိုင်တာကလည်းဒုတိယမြောက်ရေးကြီးတယ်ပေါ့ဒါကိုက time management လုပ်နိုင်တော့မှကိုယ့်ရဲ့ကျန်းမာရေးနဲ့နှစ်ပတ်လည်လုံးဒါမှမဟုတ်တစ်နှစ်ခွဲပတ်လည်လုံးကို run နိုင်မှာဖြစ်ပါတယ် Okay အဲ့ဆိုလို့ရှိရင်သတင်းစာ scholar နဲ့ပတ်သက်တဲ့အကြောင်းလေးတော်တော်လေးသိသွားပြီလို့ယူဆပါတယ်။နောက်ဆုံးချက်မှာကျင်တာကတော့ဗာလဲဆိုမြန်မာနိုင်ငံမှာ agency တွေအများကြီးပဲရှိတယ်ပေါ့နော်။အဲ့တော့အဲ့မှာသတင်းစာ scholar ရှောက်ပေးတဲ့ agency ဆိုတာနဲ့ပြစ်ပြီးတော့အလိုက်တာမျိုးမဟုတ်ပဲねအခု pilot video ထဲမှာပြောသွားတဲ့အချက်တွေကို confirm လုပ်ကြည့်ပါဦးနော်။ဘာတွေကဘယ်လောက်ကြာနိုင်တာလဲ။လောက်ရမှသိကြလား။ဘယ်လိုထောက်ပံ့ပေးမှလဲ။နေဘက်တွေမှာဘယ်လိုအခြေအနေရှိလဲဆိုတာကိုအမှန်တိုင်းသိရဖို့အတွက်မေးစေချင်ပါတယ်။ဘာလို့လို့ပြောလဲဆိုရင် agency ဆိုတဲ့အရာကစီးပွားရေးလုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပတ်စံရဖို့လို့အတွက်ဘာပဲဖြစ်ဖြစ်လုပ်တယ်ဆိုတဲ့ agency တွေလည်းရှိတယ်။ကျောင်းသားတွေပုံစေတနာထားတယ်ဆိုတဲ့ agency တွေလည်းရှိပါတယ်။ဆိုတော့အမှအစစရစုံစမ်းပြီးတော့မှပဲကိုယ့်ရဲ့ပတ်စံကိုထုတ်သုံးဖို့အတွက်မှာချင်တယ်ပေါ့နော်။ဆိုတော့စီးပွားရေးဦးစားပေးတဲ့ agency တွေကိုလည်းရှောင်ရင်းတယ်ပေါ့နော်။ဒီသတင်းစာ scholar မြန်မာလူမျိုးတွေတော်တော်အဆင်ပြေတယ်။ခုန cycle license ဒါမှမဟုတ်ရှင်ကား license ရှိတယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်။ပြီးတော့ N3 N4 ပေါ့နော်အလောက်အခြေအနေနဲ့ဂျပန်သားအခြေအနေကိုလည်းအလောက်နဲ့ရှောက်လို့ရတယ်ပြီးတော့အထက်အောင်တာနဲ့လည်းတွားလို့ရတယ်ဆိုတော့ပတ်စံအရာလည်းဒီလောက်ရှိတယ်ဆိုလို့ရှိလို့ရှိရင်တွားလို့ရတယ်ဆိုတဲ့ agency ပေါ့ Charles Scholar တွေလိုမျိုးဘာကြီးရှိမှညာကြီးရှိမှဆိုပြီးတော့အရန်ကိုရှင်ပြိုင်နေရတဲ့ပုံစံမျိုးလည်းမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့အခုအခြေအနေမှာမြန်သွားချင်နေတဲ့သူတွေအတွက် sharing လုပ်ပေးလိုက်တာဖြစ်ပါတယ်ဆိုတော့ဒီထက်ပိုပြီးတော့သိချင်တာတွေရှိလို့ရှိရင် comment မှာလာပြီးတော့မေးလို့ရပါတယ်ကဲ comment မှာဖြေလို့မရတဲ့ဟာတွေဆိုလို့ရှိရင်လည်း Facebook page မှာလာပြီးတော့မေးလို့ရပါတယ်ပေါ့နော်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကြားနေ